ဒီစကားလေးကိုမှတ်ထားလူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားမဟောတော့တင်စခောဒီကေနအထုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့လူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေပရမကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်နော်ဒါကြောင့်မို့တင်စခောဒီကေနအထုနာနဣတရေအချင်းကြာကြာမှသိနိုင်တယ်အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကရောတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခောပညာဝတ္တာပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကလားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရကြည့်ရမယ်နံပါတ်2တတိထားရနံပါတ်3ပညာရှိရမယ်အဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေဂျုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောဒါတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရလူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ခွန်ကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တာမန်အပေါ်ယံလေးကြည့်တယ်ဟေ့ဒီလူကအတောက်စားရှိသလားအတောက်စားမရှိဘူးလားအခစားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားတချို့ကြတော့လဲခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတောက်စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစင်းလုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထို့မဆိုမသိဘူးတဲ့ကိုချင်းတရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသိမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်စိတ်ဆင်းရဲမှုတွေကျုံနေကြတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလားမရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူ့အကြောင်းသိဖို့မလိုဘူးလားသူ့အကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်1ဟာကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်ကြိုးစားတံဝါသေနသီလံဝေဒိတပံဘုရားဟောတဲ့စကားဒါတံဝါသေနဆက်ဆံပေါင်းသင်းခြင်းဖြင့်သီလံကိုချင်းတရားကိုဝေဒိတပံသိနိုင်တယ်ဒါကြောင့်မို့လို့ပြောကြတယ်ပေါင်းကြည့်မှအကြောင်းသိဆိုတာဟုတ်ကဲ့ပေါင်းမသိပဲနဲ့အထင်ကလေးနဲ့ဒီလူအပြင်တော်လိုက်တာတော်တယ်နဲ့ဆိုနောက်ကြတော့နော်ဗမာစကားပုံတော်ရှိသေးနော်ငါသမီးတော်လှနဲ့ရောက်မှမြင်းစီထွက်ဆိုတဲ့စကားတော်ရှိသေးအဲ့တော့သေးချာလူတယောက်အကြောင်းသိဖို့အမတန်မှလို့အကြောင်းဆိုဒီမှာကိုချင်းတရားအဲ့လူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဒါလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးမပါဘူးလားသီလေပဋိဋ္ဌာယကိုကျင့်တရားပေါ်မှာယက်တည်ရသမထကျင့်စဉ်မဲ့ကျင့်